Hello everyone, today we are going to learn Unit 16. Now, today we Unit 16 ကိုလေ့လာပါမယ်။ဒီနေ့ကတော့မနေ့က Unit 15ရဲ့အဆက်လေးပေါ့နော်။ Present Perfect 2ပါ။ Present Perfect ကိုဘယ်နေရာမှာသုံးသေးလဲဆိုတော့ဆက်ပြောပါမယ်။အမှ I have just နော် just တို့အဲ့မှာ present perfect ကို just တွေနဲ့သုံးတယ်။ just ဆိုတာက a short time ago လွန်ခဲ့တဲ့အချိန်တုန်းကနော်ခဏလေးပြီးသွားခဏလေးပဲကြာနေတဲ့အချိန်လေးကိုပြောချင်တာနော် example လေးကြည့်မယ်နော် Are Laura and Paul here Laura နဲ့ Paul ကဒီမှာရှိနေလားတဲ့ Yes they just arrived they have just arrived သူတို့အခုလေးမှရောက်တာအခုလေးထင်ဆိုတဲ့သဘောကိုပြောတာ just ဆိုတာကနော် Have you finished lunch နော်မေနေ့လည်စားပြီးသွားပြီလား Yes I have just finishedငါကူလေးတင်ပြီးသွားတာအဲ့လိုမျိုးကူလေးတင်ဆိုတဲ့ပုံစံမျိုးပြောချင်ခြေရ just လေးနဲ့ထည့်သုံးတယ်နော်အဲ့ဒါဆိုအဲ့ဟာလေးနောက်တစ်ခုကဘာလေးလဲဆို already ရဲ့အဓိပ္ပာယ်ကျတော့ဒီခြေရလုံးဝပြီးပြတ်သွားပြီ before you expected before I expected ကိုမမျှော်လင့်ချိန်လေးမှာနော်ပြီးသွားတယ်ပြောမယ်ဆိုရင်ကြည့်အောင် What time are Laura and Paul coming ဘယ်အချိန် Laura နဲ့ Paul ကလာမှာလဲ They have already arrivedသူတို့ရောက်ပြီးနေပြီလေကိုရောမသိလိုက်ခင်လေးမှာသူရောက်သွားတယ်တခုလုံးပြီးသွားပြီလုံးဝပြီးမြောက်ပြီးသွားပြီเนาะအဲ့လိုပြောစမ်းမျိုး Have you finished your homework မင်းအိမ်စာပြီးပြီလား Yeah I have already finished ငါလုံးဝပြီးသွားပြီသူမေးအဲ့လိုမသိခင်လေးမှာသူပြီးသွားတယ်အဲ့လိုမျိုးဆိုလို့ရှိရင် already ကိုသုံးပါတယ် Okay teacher နောက်တစ်ခုကကြတော့ဗာလဲဆို haven't ကိုတစ်ခုကညင်းချင်တယ်ဆို teacher တို့ကဒီ present perfect မှာဆိုညင်းလို့ရှိရင် YET yet ဆိုတာလေးကိုထည့်ပေးတယ်အဲ့ဒါကကြတော့ until now အခုချိန်သေးဘူးဆိုတဲ့အဓိပ္ပာယ်မြန်မာလိုဆိုမလုပ်ရသေးဘူးအဲ့လိုမျိုးသေးဘူးဆိုတဲ့အဓိပ္ပာယ် yet ဆိုတာက I haven't finished my homework yet ငါအိမ်စာမလုပ်ရသေးဘူးမပြီးသေးဘူးအဲ့လိုမျိုးပြောချင်တာနော်အဲ့ yet ကိုက positive sentence တွေမှာတွားသုံးလို့မရဘူးနော် negative sentence တွေမှာပဲသုံးတယ် Okay နောက်တစ်ခုကြည့်အောင် That James know that you are going away မင်းသွားမှာကို James သိလားတဲ့အဲ့လိုမျိုး No I haven't told him yet ငါသူ့ကိုတော့မပြောရသေးဘူးအမ yet လေးပါသေးဘူးလို့ပြောတာကြည့်မယ် B is going to tell him soon သူ့ကိုမကြခင်တော့ပြောတော့မှာဒါပေမဲ့အခုတော့မပြောရသေးဘူးအဲ့လိုပုံစံမျိုးနော်အဲ့ဆိုရင်ဒီဟာလေးလေဒီ yet အသုံးလေးနားလည်မယ်လို့ထင်ပါတယ်နောက်တစ်ခုက yet ကိုဒီချက်ရော question နေမှာလည်းသုံးလို့ရသေးတယ်တဲ့ဘယ်လိုမျိုးလဲဆိုတော့ Have you finished your homework yet မင်းအိမ်စာကူတီမလုပ်ရသေးဘူးလားအဲ့လိုပြီးစင်လားNo have Laura and Paul arrived yet No Laura နဲ့ Paul နဲ့မရောက်သေးဘူးလားအဲ့လိုမျိုးသူကနည်းနည်း yet ကကြတော့ negative sense ပဲရှိရ yet မှာနောက်တစ်ခုကြည့်မယ် Has Nico started her job yet Nico ကတဲ့နော် Nicola ပေါ့နော်သူ့ရဲ့ဒီ new job ကိုတဲ့မစသေးဘူးလားတဲ့အဲ့လိုမေးလိုက်တာ No that she start next week သူနောက်တစ်ပတ်တော့စမှာ This is my new dress ဒါကငါရဲ့ dress အသစ်လေး Have you worn it yet မင်းအဲ့ဒါဝတ်ကြည့်ပြီးပြီလားလို့သူကပြောချင်တာနော် Okay အဲ့ဒါဆိုရင်ဒီနေ့ကဒီလောက်ပဲနောက် lesson တွေမှာတွေ့ကြပါမယ်နော်